လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုလုံလောက်မရှိဘူးဆိုရင်ကျမတို့ရဲ့အခွင့်အရေးဆုံးရှုံးမှုတွေမျက်နှာမှုတွေပုံမတိုးပွားလာမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်။တမီးရဲ့နာမည်ကတော့နေအင်္ဂလန်လို့ခေါ်ပါတယ်။တမီးကတော့ညောင်ရွှေမြို့မှာနေထိုင်နေပေါ့နော်။ဒီ hand to hand အဖွဲ့ကနေပြီးတော့ဒီကိုလာရောက်ရှင်းဖြစ်ပါတယ်။မြို့သမီးနေ့ကိုတက်ရောက်ရတဲ့အကြောင်းရင်းကတော့မြို့သမီးအခွင့်အရေးတွေပြီးတော့မြို့သမီးတွေရဲ့ဖြစ်တည်မှုအခက်အခဲတွေပေါ့နော်။ဒါတွေကိုသိချင်တဲ့အတွက်လာရောက်တက်ရောက်ရှင်းဖြစ်ပါတယ်။ International Women Day ဆိုတာပေါ့နော်။အဲ့ဒီဟာကိုပေါ့ကြားပဲကြားဘူးတာပေါ့နော်။ခါမှလည်းမသွားဘူးအခုကပထမဆုံးတက်ရောက်ရှင်ဖြစ်တယ်ပေါ့နော်တက်ရောက်ခင်ကကြတော့ဒီအမျိုးသမီးနဲ့ပတ်သက်တဲ့ခုဆွေးနွေးသွားတဲ့ဟာတွေပေါ့နော်အားတွေဆိုရင်မသိသေးတဲ့ຢာတွေအများကြီးပါတယ်ကိုသိတာနည်းနည်းပေါ့နော်အခုလိုတက်ရောက်ရှင်အဖြစ်ဒီတက်ပို့ပြီးတော့အသိဉာဏ်တွေပိုရှိလာတယ်ပြီးတော့ဒီကိုသိရှင်တဲ့ဟာပေါ့နော်ကိုသိရှင်တဲ့ဟာကိုပုံပြီးတော့သိလာတယ်ပြီးတော့ဒီမျိုးသမီးနဲ့ပတ်သက်တဲ့အရာတွေပြီးတော့မျိုးသမီးရဲ့အခွင့်အရေးတွေပြီးတော့ဒီမတန်ဆွမ်းနေတဲ့ခံစားချက်တွေပေါ့နော်အားတွေအစားအကုန်လုံးသိလာရပါတယ်ကဲပါကျွန်မနာမည်နဲ့စုစုခင်ပါကျွန်မကတော့လက်ရှိမှာတော့တောင်ကြီးမြောက်ပြည်စခန်းမှာနေရပါတော့ကျွန်မလက်ရှိမှာ Youth Learning Center Founder အနေနဲ့ရပ်တည်နေပါတယ်ကျွန်မ Teacher လည်းလုပ်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော် International Women Day မှာပါဝင်ခွင့်ရတဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်ပြီးရင်ဒီရဲ့ပေါ့နော်ဒီလိုမျိုးခန္ဓာတရားတဲ့ခံစားချက်ကကိုပေါ့နော်ကိုပြန်မြောက်ဝေနိုင်တဲ့အမျိုးသမီးတောင်းနေတဲ့အရှိတ်ဆက်ကိုရင်လည်းပို့ရတယ်ပြီးရင်ပို့ကြိုးစားဖို့လည်းအားရအများကြီးဖြစ်ပါတယ်ဟုတ်ပြီးရင်ဒီအမျိုးသမီးပေါ်မှာပို့ပြီးရင်းနှီးမြှုပ်နှံရမယ်ဆိုတာကိုရောသူများအတွက်ပေါ့နော်တခြားအမျိုးသမီးပေါ်တွေရောကျွန်မပို့ပြီးတော့မှအားရှိရပါတယ်ရှင်ဒီရဲ့ခန္ဓာတရားတဲ့ကျွန်မဒီပေါ့နော်ဒီကနေရရှိရတဲ့ထိတ်ဆောင်ကိုရင်ပေါ့နော်ကိုရင်ကောင်ရှိတ်ဆက်ကောင်တစ်ခုရတယ်ပြီးနောက်တစ်ခါပါလဲဆိုရှင်ဒီရဲ့ကဏ္ဍအသီးမှာပန်နာထိုင်ရတဲ့ဆမားတွေဆိုရှင်သူတို့မှအခက်ခဲမရှိလို့အခက်ခဲမရှိပဲနဲ့အောင်မြင်ခဲတာမဟုတ်ဘူးဒီခက်ခဲတွေသူတို့ရင်ဆိုင်ကြော်လွားလို့အောင်မြင်ခဲတာဆိုတာပေါ့နော်အဲ့ဒါရောအဓိကရလိုက်ပါတယ်ပြီးကျမတို့ကိုပေါ့ယဉ်နီးမြုံနိုင်ရမယ်ကိုအမြဲတမ်း upgrade လုပ်နိုင်ရမယ်ပေါ့အဲ့လိုတာလုပ်မယ်ဆိုရှင်ကျမတို့အောင်မြင်ဖို့ကပို့ပြီးတော့မှလွယ်လွယ်ကူနဲ့ရရှိမယ်ဆိုတော့ကျမရရှိလိုက်ပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမရဲ့နာမည်ကကြတော့ Rachel ဖြစ်ပါတယ်ပေါ့ညီမကကြတော့ဒီရခိုင်ပြည်နယ်ဘက်ကပေါ့နော်ဒီ event နဲ့ပတ်သက်ပြီးတော့တက်ရောက်ခဲ့ခြင်းဆိုရင်တော့အရင်တော့ကြားဘူးနာဝါရှိရဲဒါပေမဲ့လည်းဒါက first time ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ International Women's Day ကကြတော့ပေါ့နော်အမျိုးသမီးတွေအတွက်ဆိုတာဟုတ်ပေမဲ့လည်းတခါလေကြာရင်တော့ဒီဟာကိုပေါ့နော်ပြုလုပ်ခြင်းပါဖို့ဆိုရင်တော့အမျိုးသားတွေအခန့်ကဏ္ဍအနေနဲ့အရေးကြီးရလို့ညီမအမေအနေနဲ့ဆိုရင်တော့မြင်တယ်ပေါ့နော်ဒီဟာကကြတော့ပေါ့နော်ဒီ event မျိုးကဒီလိုမျိုးပြတွေမှာပဲကျင်းဘယ်လိုပြောကျင်းပနိုင်တာများတယ်ပေါ့နော်ညီမတို့နေဘက်ကဟာမျိုးတွေဆိုတာအမျိုးသမီးတွေဆိုတာအမျိုးသောနီးလန့်နေတဲ့ဒီ equality မရတဲ့ဟာမျိုးတွေအဲ့လိုမျိုးတွေရှိတယ်သူတို့အတွက်ဆိုရင်လည်းညီမတို့အနေနဲ့ဆိုရင်တော့ပို့ပြီးတော့ promote ရအောင်မယ်ပေါ့နော်ဟုတ်ညီမရဲ့ခံစားချက်ကို share လုပ်ရမယ်ဆိုရင်တော့ညီမအရင်ပျော်တယ်ပေါ့နော်အရင်ပျော်ပြီးတော့ဒီနေရာမှာပေါ့နော်အမျိုးသမီးတွေအများစုလာတယ်ပြီးရင်တော့ခံစားရတာကလေclass မရှိဘူးလုံးဝအကုန်လုံးအတူတူပဲအဲ့လိုမျိုးကိုတီလဲဒီခံစားချက်ကိုရရှိတယ်လို့မျိုးပေါ့နော် community မှာရှိတဲ့တခြားသောအမျိုးသမီးတွေကိုရောပဲဒီလိုမျိုးပျော်ရွှင်မှုဆိုတဲ့စိတ်ခံစားချက်မျိုးကိုရစေတဲ့ခံစားချက်မျိုးရပါတယ်ရှင်ညီမရဲ့အမြင်မှာဆိုရင်ပေါ့နော်ခုနဆရာမတွေပြောသွားတဲ့အထဲမှာဆိုတာအများကြီးပါသွားတယ်ပေါ့နော်ကိုနဲ့ခံစားချက်ထပ်တူကြတဲ့ဟာတွေရောပါတယ်ပြီးတော့ဘယ်လိုမျိုးထပ်ပြီးတော့ခံစားရသေးလဲဆိုရင်ပေါ့နော်ဒီဆောင်ဖို့အတိုင်းပဲပေါ့နော်ညီမတို့ကကို community မှာပေါ့နော်အမှန်တကယ်ဟိုဘယ်လိုပြောရမလဲလိုအပ်ချက်တွေကိုရပို့ပြီးတော့ analyze လုပ်မိတယ်လို့မျိုးပေါ့နော်ပို့ပြီးတော့အများကြီးမြင့်တင်ရအောင်မယ်အဲ့လိုမျိုး feeling လည်းရတယ်လို့မျိုးပေါ့နော်ဒီလိုမျိုးလှုပ်ပေးတယ်ဆိုတာကလည်းအရန်ကိုကောင်းမွန်တဲ့အရာတစ်ခုအဲ့လိုမျိုးပေါ့နော်ဆိုတော့အများကြီးလှုပ်တင်တယ်ဆိုတာဟာပဲညီမတို့လူငယ်ရဲ့အခန်းကဏ္ဍလည်းအများကြီးပါတယ်ပေါ့နော်အများကြီးစူးစမ်းရပါအောင်မယ် Bonjour, je suis Corinne, je suis française. Mon pays est la France et je connais le Myanmar depuis 30 ans. Je viens très régulièrement et je viens notamment à Nanchoué pour visiter Maputo et depuis plus de 15 ans. Et donc elle fait des choses extraordinaires et avec les filles, les jeunes filles et les garçons. Et je suis très heureuse de partager ce jour du 8 mars 2024 avec toute cette communauté et toute cette énergie.